ဆရာအမိတ်ပေးနေတယ်အစကေကိုအခုချက်ချင်းလာခဲ့စမ်းလာခဲ့စမ်းဘာလို့မခေါ်ရလဲဘာကြောင့်ဒီအိမ်ကိုလိုက်နှောက်ကျက်နေတာလဲဒီလိုတော့မောက်တက်တဲ့ချိန်မှာနေဝကြော်ခေါင်းနဲ့တခေါင်းနဲ့ရှိတယ်ဟဲ့ ဆိုနေမှာပြန်လေးကမှာရစ်စာဟဲ့အစိုးရတွေတော့ နမတော်လေးနဲ့မောင်တော်နဲ့ကဘဝအဆက်ဆက်ကပဋ္ဌာန်းဆက်တယ်အဲ့ဒီမှာနမတော်လေးရဲ့ကောက်ကြောင်းဒီအလားတရားတွေမကြော်လွားနိုင်တော့ဘဲနဲ့နမတော်လေးကိုကောက်စားအခုပါလေဆရာကြီးဒီအိမ်မှာခြောက်နေတာတွေကိုရှင်းပေးပါလွယ်လွယ်နေဆွဲထုတ်တယ်လား